Hello မင်္ဂလာပါဒီနေ့ကတော့ဒီနာပွဲလေးတစ်ခုတက်ဖို့အတွက်ရေမိုးချိုးပြီးပါပြီမင်္ဂလာပါရှင်ရှမ်းလို့ပြောပဲလေဒီနာပါတပီလို့စနေရတာကြည့်ပါလာလို့ရှင်အမြဲတမ်းအဲ့လိုမျိုးခွီးနေတာအမလီမကြီးမငယ်နဲ့ဘိုက်ကလှုပ်ပြသေးတာစကင်ကေရော့တန်လေးပေါ့နော်စီရန်လေးလေးမှာရှင်တရားလေးကြည့်တာနော်တရားလေးကြည့်တာ ကဲလေးတက်ပြီရှင်တိုင်လေးလေးမှာရှင်တိုင်လေးစမှုကြည့်မှာပါမချလိုက်စားအစမီရလားရှင်ပြည်ရရှင်ပြီးတော့ပါမယ်ရှင်တက်ပြီမလားโอเคရှင်သူစားတင်ပါမယ်ရှင်ဒီမှာမိကစီရလို့မရှိရမိလုံးမယ်နော်ပြောင်းလိုက်တော့မယ်ကဲမိတ်ကပ်စလိမ့်ပြီပေါ့နော်ဒါကတော့ကိုကမိတ်ကပ်လိမ့်မဲ့ခံရမှာဆိုတဲ့ခါကျတော့အေးဆေးပဲကိုလိမ့်ရမှာမဟုတ်ဘူးဆိုတော့လေဟယ်လိုချင်းချင်းနေကိုရတော့ဖြားမိဟုတ်လားဟုတ်တယ်ဖြားမိ那雷毛一个雷毛စင်ရောနော်ကဲအခုဆိုရင်မိတ်ကပ်လိမ့်ပြီးသွားပါပြီအဆင်ပြေရလားရှင်